မပြေဆုံးမဲ့အိမ်အောင်ပြလိုက်တဲ့အချိန်ဟာလောကရန်ကဒုက္ခကိုလက်ဖွဲ့လိုက်တဲ့အခါလူငယ်တွေတတိထားတင်နေအိမ်အောင်ပြတော့မယ်ဆိုရင်အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ခြင်းကလိုအပ်တယ်။အခြေတစ်ခုကိုသာဦးစားပေးပြီးဘဝအတွက်ဘာပြင်ဆင်မှုမှမရှိခဲ့ရင်ဒီနေ့တေချာပေါက်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာကြမှာအမှန်ပါ။အိမ်အောင်ပြပြီးဆိုတာနဲ့သားသမီးဆိုတာလည်းမရှိမဖြစ်လိုအပ်လာမှာပဲ။သားသမီးရလာတာနဲ့အမျှငွေကြေးဆိုတာဘဝမှာလိုအပ်တာဆိုတာထက်ပိုလို့အပ်လာပါပြီ။ငွေမရှိတဲ့အခါတယောက်ကိုတယောက်အရင်ကချစ်တဲ့အချစ်တွေလည်းအမုန်းဖြစ်ပြောင်းလဲဖို့လွယ်ကူလာမှာပဲ။တန်ရိုးစင်တွေဆိုတာလည်းအရင်မပါတဲ့အရာတကူလို့သတ်မှတ်ထားကောင်းထားမယ်။ရံပွဲတွေကြားကသားသမီးတွေကမြေသားပင်ဖြစ်နဲ့ရှင်တန်လာရမှာခမားတို့လိုချင်ပါသလား။ခမားတို့ရေစာလာတဲ့အချိန်မှာရေတစ်ခွက်ကခမားတို့အတွက်အရန်ကိုလိုအပ်လာလိမ့်မယ်။ထို့တူကိုသားသမီးတွေရလာခဲ့ရင်မိခင်ရဲ့နှွေးထွေးခြင်းနဲ့ဖခင်ရဲ့ဂရုစိုက်ခြင်းကိုလည်းသားသမီးတိုင်းကအရန်ကိုလိုအပ်ကြတယ်။ဒါပေမဲ့တချို့တွေမပေးနိုင်ကြဘူး။ခလေးနိုးစာအချိန်မှာနိုးမတိုင်နိုင်ပဲငွေနောက်တစ်ကောက်ကောက်လိုက်နေတဲ့မိခင်တွေအများကြီးပါပဲ။ခလေးအချိန်တေးသချင်းတွေနဲ့မဆိုပြနိုင်ပဲငွေနောက်တစ်ကောက်ကောက်လိုက်ရင်ပင်မလို့လှဲမကြည့်နိုင်တဲ့ဖခင်တွေအများကြီးပါပဲ။အလုပ်တွေအဆင်မပြေလာတဲ့အခါပြဿနာတွေကတက်ရအောင်ပါပဲ။မကြာခဏဆိုသလိုဖြစ်နေရအောင်မှာပြဿနာပေါင်းစုံဆွဲထရင်ငင်းကြခုန်ကြနဲ့အိမ်တော်ကြီးရထင်သလိုမလွယ်ကူဘူး။တာယာဖို့မလွယ်စမြဲပါပဲ။ဒါဆိုပမာလေးအရင်ကတိတ်ချစ်တဲ့ဒီတတာစကားလေးတွေဒါဆိုပမာလေးအရင်ကစိတ်ကူးရင်ထားတဲ့ချစ်စရာမိသားစုလေးတွေဒါဆိုပမာလေးအရင်မျောလင့်ထားတဲ့ပျော်ရွှင်ခြင်းတွေပြည့်နေနေတဲ့အိမ်ကလေးဘဝဆိုတာပုံသေးကားချက်မရှိပေမဲ့တချို့အရာတွေအတွက်တော့ကြိုတင်ပြင်ဆင်ထားခြင်းကအရန်ကိုလိုအပ်တယ်ဆိုတာမှတ်ထားစေခြင်းနဲ့အဲဒါကြောင့်အိမ်တော်ပြုမယ်လို့ဆုံးဖြတ်ထားရင်ပတ်စံကိုရင်စုပါအရာရာတချို့အတွက်ကပတ်စံနဲ့ဝယ်လို့မရပေမဲ့နေရာတိုင်းမှာတော့သူမပါမပြီးလူရခီးမရောက်နိုင်တဲ့ဘဝတွေအများကြီးရှိတာမို့ငွေကိုဆိုရင်ကိုဘဝကိုလှပစွာထိုးစစ်နိုင်သူများဖြစ်ကြပါစေ။အိမ်တော်တစ်ခုတည်ဆောက်တဲ့အခါရာနှုန်းပြည့်ပျော်ရွှင်တဲ့ချစ်ချင်းကိုရဖို့အချစ်က25ရာခိုင်နှုန်းနားလည်မှု25ရာခိုင်နှုန်းငွေကြေးပြည့်စုံမှုက50ရာခိုင်နှုန်းလိုပါတယ်။တကယ်ချစ်ဖို့ပဲလိုတယ်သစ္စာရှိဖို့ပဲလိုတယ်ဆိုတာတွေကဟိုးအဝေးကြီးမှကြံခဲ့ပါပြီ။အပေါ်မှာပြောခဲ့သလိုလူနှစ်ယောက်ပေါင်းစည်းဖို့ကအချစ်တစ်ခုတည်းနဲ့ဘဝကိုတူဖြတ်တန်းဖို့ဆိုတာဟိုးရင်ကတော့ရှိရင်ရှိခဲ့ပါလိမ့်မယ်။အခုခေတ်မှာတော့မရှိတော့ဘူး။ငွေတွေကုန်နေမလိုပါဘူးကိုရဲ့ဆိုတာတွေကအချစ်မှုတော့အခြေယူတော့အချိန်ကနာပါ။အချစ်မှာမျက်စိမပါဘူး။အုံနောက်မှာတော့မျက်စိပါဖို့လိုတယ်တဲ့။ဒီတော့ဘိန်းကလေးဘက်ကလည်းစဉ်းစားပါ။ကိုယူမဲ့ယောက်ျားကငွေမရှိတော့ညာလဲငွေရှာနိုင်တဲ့အရေးချင်းပါရှိဖို့တော့လိုလိမ့်မယ်။မျက်စိတစ်စုံကိုတွေးမျက်တောင်တစ်စုံကိုမတွေးနဲ့။ကိုတို့လက်ထပ်ပြီးရင်စက်ရုံတစ်ခုခုမှာလာခစားဘဝနဲ့လေမယားနှစ်ယောက်အတူတူစူးစမ်းပြီးဘဝကိုဖြတ်တန်းကြမယ်ဆိုတဲ့အတွေးခေါ်ကအယမ်းကိုမှားပါရီဒီစကားပြောရတာကဘသူကိုမှစော်ကားလိုခြင်းမရှိပါဘူးကျွန်တော်တွေ့သားထဲမှာကိုလာကစားလေများတွဲတွေအများကြီးရှိပါရီဆိုလိုတာကအခုခေတ်ကြီးမှာမြန်မာပြည်မှာပေါ့ဗျာဝန်ထမ်းလာစားဆိုတာလာကုန်ရင်တရေခွင်းမဲ့ကြံတဲ့အခြေအနေမဟုတ်လားရိုးရိုးဝန်ထမ်းဘဝနဲ့ဘသူများချမ်းသာတဲ့ကြားဖို့တလေရာထူးကြီးကြီးတွေကိုတော့မဆိုလိုပါဘူးဆိုလိုရင်ကအခုအထူးအချက်ကိုပြောပြမှာပါပြေဆုံးမိသားစုတွေအိမ်တော်ပြူတာကိုအာမကြနဲ့ကဘာမှာဘိုးဘွားစင်ဆက်ချမ်းသာသူမိဘအမွေနဲ့ချမ်းသာသူက65ရာခိုင်နှုန်းရှိပြီးကိုပိုင်ရည်ချင်းနဲ့ချမ်းသာသူက9ရာခိုင်နှုန်းပဲရှိပါတဲ့ဒီတော့ကျွန်တော်တို့ကသူများတွေကိုအားကြနေဖို့အချိန်မရှိဘူး9ရာခိုင်နှုန်းသောချမ်းသာသူစည်ရင်ဝင်မှုသူများတွေထက်ပိုကြိုးစားကြရလိမ့်မယ်သူများတွေထက်အမျှော်မြင်ပိုကြည့်ရမယ်သူများတွေထက်ကိစ္စတစ်ခုလုံးကြည်တတ်ရမယ်လက်ရှိပြစ္ဆုတ်ပံနဲ့အနာဂတ်ကိုပါလမ်းမြင်နိုင်စွမ်းရှိရမယ်ဒါမှလေကိုပြတ်တန်းရတဲ့ဘဝကလာပါတော့မှာမဟုတ်ပါလားဒီတော့တွေးလိုက်မိတယ်သူများသားသမီးကိုကိုဘွားရဲခေါ်ပြီးနှိမ့်ဆက်ရများကြာနေမလားမင်္ဂလေးဆိုတာကလေတသက်မှာတစ်ခါပဲမင်္ဂလာရှိဆုံးအချိန်ဆိုတော့သူ့အတိုင်းဝိုင်းကြမှာသူ့မိဘဂုံရှိဖို့တင်အောင်တင်တယ်လေးမင်္ဂလာပွဲလုပ်ချင်ကြမှာပဲလေဒါကမင်္ဂလေးတိုင်းရဲ့စိတ်ကူးအိမ်မက်ဆိုတာငင်းပယ်လို့မရပါဘူးဘဝအာမခံချက်ဘာတစ်ခုမှမရှိပဲဘာတွေလောက်စားကြပြီးဘလို့တွေခရီးဆက်ကြမလဲအ ਨੇ ဆုံးတော့ကိုပိုင်လုပ်ငန်းလေးရဲ့ငွေရှာနိုင်တဲ့အရေးချင်းရဲ့ဒီနှစ်ခုတော့ရှိတဲ့နဲ့မဟုတ်ပါလားစဉ်းစားပါအိမ်တော်ပြုမဲ့ခြံတိုင်းနှစ်ဦးနှစ်ပတ်စလုံးစဉ်းစားပါခလေးကစားစရာမဟုတ်လို့လွယ်လွယ်တွေးလွယ်လွယ်ဆုံးဖြတ်ခဲ့ကြရင်အနာဂတ်မှာပြဿနာရှိလာနိုင်ပါ ರಿ ဒီဗီဒီယိုလေးရဲ့မူရင်းရေးသားသူပန်းပြိုးလက်ကိုလည်းလေးစားစွာဖြင့် credit ပေးပါ ರಿ